Better retention ကိုဘယ်ကတောင်းအောင်မလဲလို့ install သုံးရမလဲဆိုတာကိုမသိရင်ဒီဗီဒီယိုကခင်ဗျားအတွက်ဖြစ်ပါလိမ့်မယ်ဘယ်လိုတောင်းအောင်မလဲဆိုရင် Chrome ကိုသွား server မှာ APK Vision လို့ရိုက်ရှာပြီးရင် link ထဲကိုဝင်လိုက်ပါ Better retention ကိုနှိပ်အောက်ကိုဆွဲ original နဲ့ mod ဆိုပြီးနှစ်မျိုးရှိတယ်ကျွန်တော်ကတော့ original နဲ့စမ်းပြမှာဖြစ်ပါတယ်အောက်ကိုဆွဲ5စက္ကန့်ဆောင် download link ပေါ်လာတဲ့အခါနှိပ်ကြော်ညာတွေကိုတော့ခဏပြီးခံလိုက်ပါနှိပ်လိုက်ပြန်ထွက်လိုက်နှိပ်လိုက်ပြန်ထွက်လိုက်လို့ရင်းနဲ့သူ့ဟာသူ down သွားပါလိမ့်မယ်လို့ install ရမလဲဆိုရင်ကိုက developer ဖြစ်ဖို့လိုပါတယ် setting တွေကိုဝင် spec ကိုနှိပ် MIUI version ကိုစတိုင်းနှိပ်ပေးပါ developer ဖြစ်သွားရင် setting ရဲ့ server မှာ developer option လို့ရိုက်ရှာနှိပ်အောက်ဆုံးထိသွား MIUI optimization ကိုပိတ်ပေးပါဒါကိုပိတ်ရင် install လို့မရပါဘူးdownload ပြည်သွားရင် Z အချစ်ပါလေးကိုသွားခင်ဗျားက down ထားတာဆိုတော့ download folder လေးကိုဝင်ခင်ဗျား down ထားတဲ့ Better retention app ကို install လိုက်ပါဆော့မယ်ဆိုရင်တော့ကျွန်တော်အနေနဲ့အကြံပေးချင်တာက Snapdragon 7 Gen 8 Gen ကနေစပြီးတော့ဆော့ပေးပါအဲ့ဒါနည်းမယ်ဆိုရင် game install သုံးလို့မရတာလက်တာတစ်တာ FPS ကြတာတွေဖြစ်တတ်ပါတယ်ဒီဗီဒီယိုလေးကခင်ဗျားအတွက်သုံးဖို့မယ်ဆိုရင် channel လေးကို like follow subscribe လုပ်ပါပေးပါ